ဖေသမီးထားတော့မင်းဈေးသွားရမှာထားချင်တိပါဦးကဲထားဆိုထားနော်မဝဲကြီးမေထားထားမယ်အဲ့ဆိုလို့ရှိရင်မမေပြီးမှစောင့်နေမယ်နော်တတကြီးရဲ့ဝေခဲဟုတ်ပြီလားနော်မမေကတော့အရှိမစောင့်နေပြီအခုတော့မျက်နှာတက်လိုက်ပါဦးမယ်လေမျက်နှာတက်တိုက်ပြီးသွားရင်တတကြီးရဲ့ဝေခိုင်းတာဆိုတတကြီးရဲ့ဝေရမယ်ကဲအခုလောစေရတော့မျက်နှာတက်လာအောင်မယ်ကဲမျက်နှာလည်းတက်ပြီးသွားပြီဆိုလို့ရှိရင်တွားပြီးတော့အင်ဂျီလဲလိုက်မယ်အင်ဂျီကိုကြာတော့အဲ့လိုမြန်မာဝက်ဆောင်နဲ့ဝေးလိုက်မယ်ဒါလေးဆိုလှမယ်တင်တယ်စပင်လေးကိုတော့အဲ့လိုမျိုးလေးကားလေးလှုပ်လိုက်တယ်အဲ့ဒါဆိုပိုလှသွားတာပေါ့ကဲမမေကြီးသမီးတို့ဈေးကိုသွားကြမယ်အဲ့ဒါသွားကြမယ်ဟုတ်ပြီသွားမယ်ကဲဆိုလို့ရှိရင်မမေတို့သွားမယ်နော်ဟုတ်မမေသမီးချင်းကြရင်မေးမယ်အေးโอเคမေးမဈေးရောက်ပြီအမဈေးရဝင်ပေါက်တော့မရောက်သေးပါဘူးညီကလည်းဘေးမှာပဲရှိပါသေးတယ်ဟုတ်ပါတယ်မမေသမီးကပြောပြတာပါဒီဈေးနာကိုရောက်နေပြီလို့အဲ့လိုမျိုးပြောပြတာလာမမေသမီးတို့မှာဗိုလ်ချုပ်ဈေးကိုရောက်နေပြီဒါနဲ့မမေသမီးတို့ဘာတွေဝယ်ကြမှာတော့ပြောပြပါဦးမမေတို့တွေဖျားပန်းဝယ်မယ်အသီးတွေဝယ်မယ်တခြားအစုံပလုံလည်းဝယ်မယ်ငင်းချက်ရှင်ကဖေးမှာလည်းမမေတို့ထမင်းဝင်စားမယ်လေနော်ဟုတ်မမေအဲ့ဆိုလို့ရှိရင်တော့ကောင်းတာပေါ့တမီးတို့တွေငင်းချင်းရှင်ကပေးမှာစားရမှာတဲ့တမီးလေးစွပ်ပြုတ်တောက်အောင်မလားတမီးမတောက်တော့မမေကြီးဟုတ်မမေအသီးတွေရှိတယ်လေအသီးတွေဝယ်မှာမဟုတ်လားဟုတ်တယ်မမေတို့အသီးဝယ်မယ်တမီးလေးဘာသီးဝယ်ခြင်းလဲတမီးလားတရရဲ့ကြိုက်တဲ့အသီးမမေဝယ်လေအမရေဟာလေဒီမှာအသီးလေးဝယ်ခြင်းလို့ပါဟုတ်ဒီမှာလေးလိုချင်တာလေးယူပါနော်ပန်းသီးလေးယူလိုက်မယ်ဟုတ်ပြီမမေပတ်ဆက်လေးရှင်းပြီးသွားပြီဆိုတော့ကြမယ်လေဒီမှာငင်းချင်းချီကဖေးမှာမမေတို့ထမင်းစားမှာဟုတ်ပြီလားပြီးကြမှာနော်ဈေးဝယ်ပြီးသွားမှာဟိုမှာဖျားပန်းလေးတွေဝယ်ရအောင်မယ်သမီးလေးရဲ့ဟုတ်မမေဝယ်လေကြေရောနော်အမဒီဖျားပန်းဝယ်လိုက်ပြီနော်ဟုတ်မသမီးလေးနေ့လေစားဖို့အတွက်ကိတ်မို့ဝယ်ပေးမယ်လေနော်ဘာရတာစားခြင်းလဲဘာရတာစားခြင်းလဲဆိုဟိုဟာချောကလက်အရသာလေးသမီးစားခြင်းနဲ့ဝယ်ပေးပါလားအေးအမကြီးချောကလက်ရတာလေးနော်ကဲရပြီမမေကြိုင်လိုက်နော်အဲ့ကလေးကိုတော့ဟုတ်ပြီအသားညစ်ပါမဟုတ်စားအောင်မလားဟုတ်စားမယ်မမေသမီးနေ့လည်းနေကင်းပေါ့ဒီမှာဝယ်ပြီးသွားပြီနော်နောက်ထပ်မျိုးတို့ပတ်ကြည့်မယ်လေနော်ဒီမှာကြည့်မမေသူရီးရပစ္စည်းတွေရမ်းမိုက်တယ်ဟိုမှာလည်းအယုတ်မျိုးစုံနဲ့တမီးအယုတ်လေးဝယ်ပေးပါလားဟိုမှာကားတွေကားဝယ်ပေးပါလားတမီးလေးဆော့ရလဲမဟုတ်ဘဲနဲ့ဝယ်ပေးပါဦးနော်ဒီမှာမမေတို့အသားငါးဝယ်ရအောင်မယ်ဒီမှာအသားငါးဝယ်လိုက်နော်တမီးဝသားနဲ့ပစုံနော်မမေဟုတ်ပြီကဲအသားငါးလဲဝယ်ပြီးသွားဆိုတော့မမေတို့မုတ်စားကြမယ်လीနော်ရေးတမီးတို့မုတ်စားရတော့မယ်ဦးငင်းချမ်းရေးဝင်စားမယ်နော်မို့အေးပါဝင်စားကဲမမေတို့မစားမယ်နော်မမေစားအောင်မလားမမေကမစားတော့ဘူးတမီးလေးမမေကအိမ်မှာပဲကိုယ့်အတကူစားမယ်တမီးလေးပဲစားနော်ဟုတ်ကဲဒီမှာထမင်းကြော်လေးစားမယ်မမေထမင်းကြော်လေးအရင်ကောင်းတာပဲတမီးအရင်ကြိုက်တယ်အေးပါတမီးလေးကြိုက်ရင်ပြီးတာပါပဲနောက်ထပ်တမီးလေးဘာစားအောင်မလဲတမီးလက်ဖက်ရည်တောက်မယ်လေမမေအဲ့ဆိုလို့ရှင်မှားလိုက်နော်ကဲဒီမှာလက်ဖက်ရည်လေးရောက်လာပြီလက်ဖက်တောက်မယ်ဝါလက်ဖက်ရည်လေးကလည်းပူပူနွေ့နွေ့လေးအရင်ကောင်းတာပဲအိုးဒါမမေလားတမီးလေးစားပွားရဆိုတော့တွားကြမယ်လေအိမ်အေးလာတမီးလေးတွားကြမယ်အဲ့ဆိုလို့ရှိရင်နော်မမေတို့တွေဒီကနေဆက်ထတော့မယ်နော်ဟုတ်ပြီလားနောက်ထပ်ဘာတွေများလူကျင်သေးလဲတမီးလေးမလို့ရှင်တော့ပါဦးမမေဒါပဲရပြီတမီးလေးမုတ်တွေလည်းရပြီဆိုတော့လေအေးပါအဲ့ဆိုလို့ရှိရင်မမေတို့အိမ်ပြန်ကြမယ်လေနော်ဟုတ်မမေတမီးတို့အိမ်ပြန်မယ်โอเคအဲ့ဆိုလို့ရှိရင်မမေကတော့အိမ်မှာဟင်းနေပါလေချက်ရအောင်မယ်နေ့လေသာညနေစာတွေချက်ရအောင်မယ်ဆိုမမေကတော့အလုံးမအားသေးသမီးလေးကတော့လှုပ်ချင်တာလို့နော်ဟုတ်မမေကြေတော့ကြမယ်အိမ်တို့ရောက်ပြီမေအဲ့ဆိုမမေအထုပ်တွေပါကူချပေးအောင်နော်ဟုတ်မမေလာတော့ကြမယ်ဟိုမှာတမီးမျိုးကြောင်ရေခဲတက်တာတွေမှာတမီးထည့်ခိုင်းပေးမယ်က
ကဲမမေသမီးရေးထားတဲ့ထိပ်ပြီးွားပြီဆိုတော့မမေသွားပြီးတော့ဖုန်းကြည့်လိုက်အောင်မယ်နော်အေးမမေကတော့ဒီမှာဟင်းချက်ရအောင်ပါဆိုတော့ဟင်းလေးပါလေးချက်လိုက်အောင်မယ်နော်သမီးလေးကတော့ဖုန်းလေးပါလေးတက်ကြည့်လိုက်အောင်နော်ဒါပေမဲ့အများကြီးတော့မကြည့်နဲ့နော်စာလေးလေးလောဟုတ်ပြီလားဟုတ်ကဲမမေကတော့ဟင်းချက်နေပြီငါကတော့အင်ဂျီကိုစာလေးလဲပြီးတော့ဒီနေ့ပကွန်ပျူတာလေးပါလေးတုံးလိုက်ပါအောင်မယ်လေဆိုတော့ခုလို့စရာတော့အင်ဂျီလေးရမှာဆိုတော့အင်ဂျီလေးလဲလာအောင်မယ်ပေါ့ပါဖြစ်အောင်လို့ကဲဒီအင်ဂျီလေးကတော့အရန်ပေါ်ပါသွားပြီစပင်လေးကိုလည်းငါပြန်ဖီးထားတယ်စနလို့မရှုပ်နေအောင်လို့အခုလောစရာတော့သွားပြီးတော့ဒီမှာကွန်ပျူတာတုံးလိုက်အောင်မယ်လာလာကဲကိုပြကြည့်အရင်ပြုတ်ကိုကောင်းတာပဲမိုက်ဗီဒီယိုလေးထွက်ပြီလားမသိပါဘူးကြည့်လိုက်အောင်မယ်ဆာကူရာဂျီတွေကနေပြီးတော့ဆာကူရာဗီဒီယိုလေးတွေကဲမှာကွန်ပျူတာလေးတုံးပြီးသွားပြီဆိုလို့ရှိရင်ငါမုတ်သွားစားချင်တယ်မုတ်သွားစားလိုက်ပါဦးမယ်လေမင်းကင်မရာပြောတော့ပါဦးလေဒါပေမဲ့ငါ့ကိုလွတ်မလားမသိပါဘူးထားလိုက်ပါတော့ခုတော့ငါအရင်မုတ်စားချင်နေရဲဆိုတော့မုတ်လေးတော့စားလိုက်အောင်မယ်ကဲမုတ်သွားစားမယ်မမေပြောရင်ကောင်းမလားမပြောရင်ကောင်းမလားမသိပါဘူးပြောရင်ကောင်းမလားမင်းစိတ်ပူနေပါဦးမယ်လေပြောလိုက်ရမလားမသိပါဘူးပြောလိုက်ပါမယ်လေအဲ့ဆိုရင်မမေကိုတော့ပြောလိုက်အောင်မယ်အဲ့ဒါမှမမေကပျောက်သွားလားဆိုပြီးစိတ်ပူနေမှာဆိုလို့တော့ပြောလိုက်အောင်မယ်ဒီမှာအော်ပြောလိုက်တယ်မေရေအေးသမီးလေးပြောလေမမေရေသမီးမဟုတ်သွားစားမလို့ဟဲ့သမီးလေးရဲ့ကိတ်မုတ်တွေဝယ်လာတော့ကိတ်မုတ်စားလေမဟုတ်ဘူးတပည့်ကိတ်မုတ်ကညနေကျမှစားမှာအခုလောဆရာသမီးကတိုင်းမုတ်လေးစားခြင်းလို့နော်အေးသမီးလေးတော့စားခုတော့မမီကခွင့်ပြချက်လည်းရပြီဆိုလို့ရှိရင်ငါအခုသွားစားလိုက်အောင်မယ်သွားစားလိုက်မယ်ဆိုတော့ဘယ်ငါရဲ့ကြိုက်ဆုံးဆိုင်ကြီးမှာသွားစားမယ်မဟုတ်ဆိုတာဟိုလိုမျိုးမုတ်တွေပြောရမဟုတ်เนาะအဲ့လိုဆိုင်မှာထိုင်စားတဲ့မုတ်လေးပြောရပါအဲ့ဆိုရင်เนาะ Cherry Cat Cafe မှာသွားစားမယ်အဲ့ဒီဆိုင်မှာအရန်ကောင်းတယ်အဲ့ကြောင့်တမီးကအဲ့ဆိုင်မှာပဲစားရမှာပေါ့အပြင်မှာပဲထိုင်လိုက်တာကောင်းမယ်ထင်တယ်အပြင်မှာလေကောင်းတင်ရတယ်โอเคဆိုတော့ဒါလေးမှားထားတယ်ဒါလေးကတော့အရန်ကောင်းတယ်တမီးဒါလေးကိုရဲကြိုက်တာပဲဂျေကတော့ဒီမုတ်လေးတွေကိုရဲကြိုက်တယ်ပေါ့နော်ဒီမှာကြည့်အောင်လှလှလေးအရန်လဲမိုက်တယ်ခွက်ကလေးကလည်းအရှိဆိုတော့အထက်မှာအများကြီးပါတယ်အရဲကောင်းတယ်နော်ကြိုက်လဲကြိုက်တယ်ဝါဆိုတော့အားလုံးပဲရဲဖီလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ဆိုတော့က like and subscribe လုပ်ဖို့လည်းမမေ့နဲ့ဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye မှာနော် bye bye